အားလုံးပဲမင်္ဂလာပါဗျရီကပိုင်အကေဖေယိုပင်နဲ့ယူချန်နယ်ကနေကြိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ်စစ်လူရှာဝယ်စကားကတော့ဂေါအမည်ရတဲ့စကားကောင်းလေးပါဒီဇလန်မှာတော့မထင်မှတ်တဲ့အချိန်တွေမှာတွေ့ကွဲခဲ့ရတဲ့ချစ်သူနှုတ်ရဲ့ဘဝချပင်မဲ့ချစ်တွေမချခဲ့တဲ့မေတ္တာတရားအကြောင်းကိုဖော်ပြထားပြီးနောက်ဆုံးမှာခိုင်မဲတဲ့ချစ်ချင်းတရားကြောင့်အပြစ်ရှိသူတွေကိုအပြစ်ပေးနိုင်ခဲ့တဲ့စိတ်နဲ့တော့အချစ်ဇလန်လေးဖြစ်ပါတယ်စကားသူတို့ရဲ့အတိတ်ကိုပြန်ပြောပြရင်အချိန်ကာလတွေကိုတဖြည်းဖြည်းနောက်ဆုတ်သွားပါတယ်ဇလန်အစမှာဇက်လက်တွေဖြစ်ကြတဲ့စံဝိုက်ဟာအောင်မြင်တဲ့ဘန်အရာကြီးတူဖြစ်ပြီးချစ်သူမော်လီဂျက်ဆင်ကတော့အမှုပညာမြောက်အိုးလုံငန်းကိုလောက်ကန်သူဖြစ်ပါတယ်အစမှတဲ့သူ့အဆုံတွေဟာအိုးတွေအပြင်အချစ်တွေကိုပါပုံဖော်နေခဲ့တာကိုတွေ့ရပါတယ်စံကအချစ်ကိုမျိုးသိပ်တက်ပြီးမော်လီကတော့အချစ်ဆိုတာထုတ်ပြဖို့လိုရလို့နားလေထားသူပါနောက်တစ်ခါမှာတော့သူတို့ဆုံးတွေဟာနျူးဟောက်မြို့ကတိုက်ခန်းအသစ်တစ်ခုကိုကြောင်းချခဲ့ပြီးအခုဆိုရင်အိမ်တော်ပရီဘောကတူတော့နေရာချနေပါပြီဒီစက်ကောင်နှကောင်ဟာတူးကိုတူအရန်ချစ်ခင်ကြပြီးအနာဂတ်အတွက်အစီအစဉ်တွေကိုလည်းစတင်ရေးဆွဲနေပါပြီဒါပေမဲ့သူ့ရဲ့ဘဝမှာအရာရာဟာအစဉ်ပြေနေပေမဲ့ဆန်ဟာစိုးရိမ်စိတ်တွေရှိနေပါတယ်သူကသူ့ဘဝမှာအရာအလုံးကောင်းတဲ့အခါတိုင်းဒါတွေအလုံးပျောက်ဆုံးသွားမှာကိုကြောက်နေတာပါမော်ဒီကအလုံးအစဉ်ပြေလိမ့်မလို့ပြောပြီးသူ့ကိုချစ်တယ်လို့ပြောပါတယ်ဒါပေမဲ့ဆန်ကငါလည်းချစ်တယ်လို့ပြန်ဖြေပဲမင်းတို့ဘဲတို့ပြန်ဖြေလိုက်ပါတယ်မော်ဒီကမင်းကကိုချစ်လားမချစ်ဘူးလားလို့မေးပါတယ်ဆန်ကမဖြေခဲ့ပါဘူးတနေ့မှာတော့ဘန်မှာအလုပ်လုပ်နေရင်ဆန်ဟာဘန်အကောင့်တစ်ခုမှာကြီးမားတဲ့ငွေကြေးအမှားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်တူတောင်းတဲ့အချိန်တွင်းမှာငွေအမြောက်များကသူ့ရဲ့ဘန်အကောင့်တွေကိုဝင်ရောက်နေတာကိုတန်လျက်ဝင်ပြီးအကောင့်ရဲ့လုံခြုံရေးကုတ်ကိုပြောင်းလိုက်ပါတော့တယ်အခုဆိုရင်သူမသိပဲငွေတွေထုတ်ဖို့ကမဖြစ်နိုင်တော့ပါဘူးသူဟာဒီအကြောင်းကိုသူ့ရဲ့အခေဆုံးတငယ်ချင်းနဲ့လုတ်ဖို့ကံပတ်ကားဖာနာကိုပြောပြခဲ့ပါတယ်ရင်းနေညက်နေပိုင်းမှာစံနဲ့မော်ရီတို့ဟာဒီအောင်မျိုးပြတဲ့ယုံမှာပြဆက်ကတာကိုကြည့်ပြီးအိမ်ပြန်လာကြပါတယ်သူတို့ဟာအနာဂတ်အစီအစဉ်တွေကိုပြောဆိုနေကြခြင်းမှာပဲမော်ရီကဆန့်ကိုသူမကိုချစ်ကြောင်းတခါမှပုတ်ပွင့်လင်းလင်းမပြောခဲ့ဘူးကြောင်းမချင်မနဲ့နဲ့ပြောလာပါတယ်သူမရဲ့ခံစားချက်များကိုပြောတဲ့အခါတိုင်းဆန့်ကငါလည်းမင်းလိုပဲဟုသာပြန်ပြောလို့ရှိပြီးထိုစကားကိုမော်လီကမချင်မနဲ့ဖြစ်နေပါတယ်ဆန့်ကအပြေမပေးနိုင်ပြီးဝီလိုဘက်လို့ခေါ်တဲ့လက်လက်ကန်တူကအနီးနားလမ်းကြားကထွက်ပေါ်လာပြီးသူ့ရဲ့တနက်ဖြစ်ဆန်ကိုထောက်ပြီးပတ်စံအိတ်ကိုတောင်းပါတယ်။ဗန်လူသားပြည်သူဆန်ကလာရောပြီးပြုနေစဉ်အချင်းတွေကရုတ်တရက်ပြောင်းလဲသွားပါတယ်။အကြောင်းကတော့လူရဲ့တမဝူဒီကဆန်ရဲ့ချစ်သူမော်ဒီရဲ့မျက်နှာကိုရိုက်နှက်လိုက်တာကြောင့်ပါ။ဤပြုကြောင့်ဆန်ကအလုံးဒေါသထွက်သွားပြီးစက်ကပိုင်းအတွင်းမှာပဲလူတို့ထက်ကိုခုန်တက်ကပြင်းထန်စွာတိုက်ခိုက်ပါတော့တယ်။သူတို့နှစ်ဦးလုံးထွေးတပ်ပုံနေစဉ်မော်ဒီကအကူကြီးသုံးတရားကိုအော်ဟစ်တောင်းဆိုနေစမှာပဲလူသူကင်းမဲ့လမ်းမပေါ်မှာတနက်တိုင်းတစ်ချက်ပေါ်ထွက်လာပါတယ်ကင်မရာမှာဝီလီထွက်ပြီးနေဖို့ကိုလာရင်ဆန်ကနောက်ကလိုက်နေတာကိုတွေ့ရပါတယ်ပုံမှန်ဆိုရင်တော့လူစိုးကထွက်ပြေးပြီးဇလိုက်ကအခြေအနေကိုထိချုပ်ထားလို့ထင်ရတာပါသို့တော့အခြေအနေကတမျိုးပါဆန်ကအရင်နေရာကိုပြောင်းတဲ့အခါသူ့ရဲ့အလောင်းပေါ်မှာငိုကြွေးနေတဲ့မော်ဒီကိုမြင်လိုက်ရပါတယ်ဆန်ကသူမြင်နေရတာကိုမယုံနိုင်ဖြစ်ကသူ့ရဲ့မျက်နှာကိုလက်တွေနဲ့ထိတွေ့ကြည့်တော့လေသူ့ရဲ့လက်များကလေကိုကင်တွယ်နေရတယ်လို့ပဲခန္ဓာကိုယ်ကိုပြတ်တန်းသွားပါတယ်ခဏအတွင်းမှာပဲတစ်ဖက်ကလာတဲ့လူတအုပ်ကလည်းလေလူကဲ့သို့သူ့ကိုဖြတ်တန်းသွားတာကြောင့်စံတယောက်အံ့ဩသွားပါတယ်ထိုအချိန်မှာရုတ်တရက်ကောင်းကင်ကအလင်းနဲ့ပြူရီတကူဟာစံရက်ရတဲ့နေရာမှာပေါ်လာပါတယ်ဤဒီကကောင်းကင်တပြက်များပို့လိုက်တဲ့ကောင်းကင်တို့တွားရလက်ကြောင်းဖြစ်ဒီကိုစံကသိတော်လဲလိုက်မသွားပဲမော်လီရှီယာကိုပြေးပြန်ပါတယ်မော်လီကသူမရဲ့ချစ်သူတည်ဆုံးသွားပြီဆိုတာမသိသေးပါဘူးမကြမီပါပဲလူတာလေးချင်းနဲ့ဆန်ရဲ့လောင်းကိုဆေးရုံသို့ပို့ဆောင်ကဆေးရုံရောက်ချိန်မှာတော့ဆရာဝန်ကဆန်ဟာတည်ဆုံးသွားပြီဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်ဆန်တယောက်တဆေးဖြစ်နေခဲ့ပါပြီဆန်ကဖြစ်ပျက်နေသူများကိုနားမဲ့နိုင်ဖြက်ကဆိတ်ဆူစာပြကြည့်နေခဲ့ပါတယ်သူ့ရဲ့အလောင်းထားရှိတဲ့လူတာလေးချင်းဘေးမှာထားနေပါတယ်ထိုအချိန်မှာဖိုးတို့ရောက်လာပြီးဆန်ဘာပြသွားတယ်လို့မေးပါတယ်ထိုအဖိုးဒီလေတဆေဖြစ်နေသူပါသူကဆန်ကို
လောကသစ်တစ်ခုကိုရောက်နေပြီဖြစ်ကြောင်းတတိပေးနေခဲ့ပါတယ်စံဒီမကြသေးပြီကဖြစ်ပျက်ခဲ့ခြင်းများကြောင့်အလွန်တရုံနေပြီးဘာမှမပြောနိုင်ဖြစ်နေပါတယ်ထို့ကြောင့်အဖိုးကဆန်ရဲ့အခြေအနေကိုနားလေသဘောပေါက်ပြီးအားတရန်အားပေးနေပါတယ်သူတို့နှစ်ခုဟာဆေးရုံအတွင်းမှာပဲတိတ်ဆိတ်စွာထားနေခြင်းအနည်းရှိအခန်းတစ်ခုတွင်မှာဆရာဝန်များနှလုံးထုနာတစ်ခုကိုခွဲစိတ်နေပုံကိုကြည့်နေကြပါလေခဏအကြာမှာခွဲစိတ်ကစပွဲအပေါ်ကထိုးထွက်လာတဲ့အလင်းတန်းတစ်ခုပေါ်လာပြီးလူနာရဲ့ဝိညာဉ်ကြီးခန္ဓာကိုယ်မှထွက်ကာအလင်းတဲ့အတူပြန်တက်သွားပါလေဒါကကောင်းကင်ကလာတဲ့အလင်းတန်းဆိုတာကိုစမ်းကနားလည်နေခဲ့ပါလေဤသို့ဖြစ်စံတီတစီဖြစ်နေပြီဆိုတာကိုနောက်ဆုံးမှာတော့နားလေသဘောပေါက်သွားပါလေသူ့ရဲ့တည်ဆုံးမှုကိုလက်ခံပြီးနောက်စံကသူတို့နေထိုင်ရာတိုက်ခန်းကိုပြန်ခဲ့ပါတယ်စံကိုလိုပြီးရံများကြလာတဲ့အမျှမော်လီကစိတ်သက်ကြပြီးပြိုဝဲနေတာကိုသူမြင်နေရပါတယ်မော်လီကတယောက်တည်းစကားတွေပြောနေတတ်ပြီးအလုပ်တွေနဲ့အာယုံစိုက်ရမရပဲမကြကန့်တန့်ကိုကျွေးနေတတ်ပါတယ်စံကသူ့ရဲ့ချစ်သူကိုမြင်နေပါရဲ့နဲ့ဆက်တော်ရေးမရသည်ကိုစိတ်မကောင်းဖြစ်နေတော့လေထူးဆန်းစွာပင်မော်လီရဲ့ကြောင်လေးကသူရှိနေသည်ကိုသိနေကြောင်းသဘောပေါက်လာခဲ့ပါတယ်ရက်အနှဲငယ်ကြာမှဆန်ရဲ့တကယ်ချင်းကားသည်တိုက်ခန်းသို့ရောက်ရှိလာပြီးမော်လီယာဆန်ရဲ့ပစ္စည်းများကိုတင်ဆက်ရန်လာရောက်ကူညီပါတယ်မော်လီကဆန်ရဲ့ကိုယ်ပိုင်ပစ္စည်းများကိုဖနက်ဘုတ်ထုအတွင်းသို့ထည့်ပါတယ်ထို့နောက်ကားကမော်လီကိုစိတ်ကျမ်းမာရေးအတွက်အပြင်ထွက်ရန်တိုက်တွန်းပါတယ်သူကမော်လီယာအတူလမ်းရောက်ထွက်မလာလို့မေးတဲ့အခါမော်လီကမဝင်မရဲပြည့်သဘောတူလိုက်ပါတယ်နောက်တစ်ခါမှာတော့မော်လီအနီးကဆန်ရဲ့ဝိညာဉ်ဒီလေတိုက်ခန်းမှာထွက်ရန်စဉ်းစားနေပါတယ်သို့တော်မော်လီကအပြင်ဘက်ကနေတကားကိုတောက်ခတ်လိုက်တဲ့ဖြင့်ဆန်ကတကားကိုဖျက်တက်လိုက်ရရှိမရှိဆက်သက်ရန်ဆုပ်ဖက်လိုက်ပါတယ်သူကသူ့ရဲ့လက်ကိုတစ်သားတကားထဲသို့ထိုးသွင်းကြည့်ပါတယ်သို့တော်ထိုးချိန်မှာလူသက်ကောင်ဝူလီကကျုပ်တည်းရဲ့တိုက်ခန်းထဲသို့ဝင်ရောက်လာတဲ့ဖြင့်သူ့ရဲ့စူးစမ်းမှုကိုခိတ္တရနာခဲ့ရပါတယ်ထိုလူစုကအခန်းထဲကိုချဖွေတဲ့ပုံရပြီးအစုံတစ်ခုကိုရှာဖွေနေရန်တူပါတယ်ထိုအချိန်မှာအလွန်တောသားထွက်နေတဲ့ဆန်ကဝူလီကိုလက်သီးနဲ့ထိုးရန်စူးစမ်းတော်လဲရခင်ကဲ့သို့ပင်သူ့ရဲ့လက်သီးများကလေကိုထိုးရတဲ့ကဲ့သို့ဖြစ်နေပါလေဆန်ကဝူလီတယောက်သူ့ရဲ့မိမတိုက်ခန်းကိုစိတ်ကြိုက်ရှာဖွေနေတာကိုဘာမှမတက်တိုင်ပဲကြည့်နေရတဲ့သဘောပါပိုဆိုးစီကမော်လီကအင်ကိုပြောင်းလာပြီဖြစ်ပါတယ်တနက်ကြိုက်ဆောင်ထားသောလူသားသမားကအိမ်တွင်ရှိနေစေဖြစ်ပြီးမော်လီပြေအောင်ကြောင့်ကိုဒီထားမိသွားပါတယ်ဆန်ကမော်လီကိုလူသားသမားအခန်းထဲမှာရောက်ရှိနေကြောင်းအရေးပေါ်တတိပေးရန်စူးစမ်းတော့လဲအတိုးမရှိခဲ့ပါထို့အချိန်တွင်မော်လီကတိုက်ရဲ့အပေါ်တက်သို့တက်ရောက်ကအင်ကန်ထဲကိုဝင်ပြီးအဝေများကိုလဲလှယ်နေတာကိုတစ်ဖက်မှာတွေ့တဲ့ဝူဒီကမှန်လဲကနေမြင်တွေ့နေကြပြီးတနာစင်းများတဖွာဖွာဖြစ်ပေါ်နေပါတယ်သူ့ချစ်သူရဲ့ကိုယ်သိက္ခာနဲ့အသက်ကိုကာကွယ်ရန်ဆက်ပြီးအပြင်းထန်ကြက်စီနေပါတယ်ထိုအချိန်မှာပဲအနီးမှာသူတို့ရဲ့အိမ်မွေးကြောင်လေးကိုမြင်ပြီးရခင်က၎င်းကသူရှိနေတာကိုတတိပြုပြီးကြောင်းကိုဆန်ကသတိရသွားပါတယ်သူကကြောင်လေးစီကိုရုတ်တရက်ခုတ်တက်ကကြောင်လန့်အောင်လုပ်ပါတယ်လန်သွားတဲ့ကြောင်လေးဟာအကြီးနားကဝူလီစီကိုခုန်တက်ပြီးသူ့ရဲ့မျက်နှာကိုကုတ်ခွဲလိုက်ပါတယ်ဤသို့ဖြစ်ဝူလီကပုံးခိုရမှာထွက်ပြေးရန်ဖြစ်သွားပါတယ်ရှင်အခိုက်အတန့်ပင်မိမဖြစ်သူရဲ့အလျက်ကိုရှောင်ရှားနိုင်ရဖြစ်တဲ့ဆန်ဒီထွက်ပြေးသွားတဲ့ဝူလီတောက်ကိုခြေရခရံဆုပ်ဖက်လိုက်ပါတယ်သူကပိတ်ထားတဲ့တကားကိုဖြတ်တန်းပြီးလမ်းမပေါ်မှာဝူလီကိုလိုက်ရှာပါတယ်ဝူလီကအနီးမှာကြီးရဲ့မြေရောက်ရထားပူတာကိုဝင်ရောက်ပြီးရထားပေါ်တော်သားတွေကိုမြင်ခဲ့ရပြီးသူကလည်းရထားပေါ်တက်လိုက်လာခဲ့ပါတယ်လူသမားဝူလီကတော့ဆန်ရဲ့ဝိညာဉ်ကသူ့နောက်ကိုလိုက်လာတဲ့အဖြစ်ကိုမသိပါဘူးရထားပေါ်မှာဆန်ကဝူလီကိုစောင့်ကြည့်နေချိန်မှာပဲရုတ်တရက်အရက်ချီပြီးကြက်တဲ့အသွင်ရှိတဲ့ဝိညာဉ်တစ်ခုကခရီးတဲ့တူးစီကသတင်းစာကိုဖတ်နေခြင်းစန့်ကိုမြင်တွေ့သွားတဲ့နောက်ထလာပြီးအလေးတွေရက်နေတဲ့ဝူလီကိုဖြတ်သွားကစန့်စီကိုချီးကပ်လာပါတယ်ပိုသူဒီလဲတစီဖြစ်နေပြီးတစုံတစ်ခုသောအကြောင်းကြောင့်ရထားပေါ်မှာစောင့်နေရသူပါစန့်ကြုံတွေ့နေရတဲ့အခြေအနေများကပိုပြီးထူးဆန်းလာပါတယ်ထို့သူကစန့်လဲပင်ကိုဆွဲကင်ပြီးရထားအပြင်ဘက်သို့ဦးကောင်းကိုပြစ်ထက်သွားတွန်းထုတ်လိုက်ပါတယ်ထို့နောက်သူသည်စန့်ကိုပြန်ဆွဲတင်ကရထားကန်တက်လျှောက်ပစ်လိုက်ပါတယ်ထို့သူကဤရထားကသူ့ရဲ့ပိုင်ဆိုင်မှုဖြစ်ပြီးအခြားတစ်စီများဝင်ရောက်ခွင့်မရှိဘူးဆိုကစန့်ကိုမောင်းထုတ်လိုက်ပါတယ်စန့်အတွက်ကကောင်းတီကဝူလီကနောက်ပူတော်မှာဆင်းသွားခြင်းဖြစ်ပါတယ်စန့်ကလူစုနှက်ကိုလိုက်တာခဲ့ပြီးမကြပြီပါပဲဘရိုကလေးအရက်ကလူဝဲများနေတဲ့နေရာတစ်ခုကိုရောက်ရှိသွားပါတယ်စန့်ကတကားပေါ်မှာရှာဆိုသားရဲ့အမျိုးကိုမြင်ပြီးသူ့ရဲ့တိုက်ခန်းထဲသို့ဝင်ရောက်လိုက်ပါတယ်
မကြမီဝူဒီထန်းတို့ဖုံးခေါ်ဆောင်ဖို့တစ်ခုရောက်လာပြီးရင်းဖုံးကြောင်ဆန်ဟာထိတ်လက်ဝဲအချက်လက်တစ်ခုကိုသိရှိသွားပါတယ်ဒါကတော့ဆန်ရဲ့တည်ဆိုးမှုကမတော်တဆမဟုတ်ပဲစုံတူးကဝီလီကိုဝေးပေးပြီးလောက်ခိုင်းနေဆိုတဲ့အကြောင်းပါဆန်ကလူသက်သမားဝူလီသည်သူ့ရဲ့ပတ်စံအိတ်ကိုပြန်လို့ကျင်တာကြောင့်မော်လီရဲ့တိုက်ခန်းကိုနှောက်ချင်ပြန်လာမှကိုတတိပြုပြီးသွားပါတယ်ထို့ပြင်ဝူလီသည်မော်လီရဲ့ကာမောင်းလက်စင်ကိုမကောင်းသောအကြည့်ပြကြည့်နေသည်ကိုတွေ့ရပါတယ်ဆန်ဒီဝီလီယာမော်လီလေးဝေးဝေးနေရန်ကျေတောင်သောတတိပေးခဲ့တော့လေသူ့ရဲ့စကားကိုဘယ်သူမှမကြားနိုင်ပါဘူးစိတ်ရှုပ်ထွေးသောဆန်ကတိုက်ခန်းမှထွက်ကမြို့လမ်းမပေါ်တွင်လှည့်လည်သွားလာနေပါတယ်ဆန်တယောက်အကူကြီးရှာဖွေရန်စစ်တို့ရှာသွားကြည့်နေစင်ပါပဲအနီးမှာထူးဆန်းတဲ့ရုံးခန်းတစ်ခုကိုမြင်တွေ့လိုက်ပါတယ်။ထိုနေရာမှာအော်ဒါမေဘလော့ဆိုတဲ့တေဆိုးသူများရဲ့ဆွေမျိုးများကိုအတက်ပြရရင်ဟန်ဆောင်ကရှယ်စားနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။စန်ဒီရုံးခန်းထဲသို့ဝင်ရောက်တဲ့အခါအော်ဒါမေဘလော့ကခင်မုန်းတေဆုံးသွားတဲ့အဖွားကိုတူဟာသူမရဲ့စွမ်းရည်များဖြင့်လှည့်ပြားနေတာကိုတွေ့ရပါတယ်။စန်ဒီစိတ်ပါပြက်ကအော်ဒါမေဘလော့အားလူတွေကိုလှည့်စားနေကြောင်းဝေဖန်လိုက်ပါတယ်။အော်ဒါမေဘလော့ကသူ့စကားကိုကြားပြီးအစာပိုင်းနဲ့စိတ်ချနေသူထင်မှတ်ကလှည့်ယူပြတဲ့တော့လေဆန်ကသူမရဲ့အလိုအကြောင်းဆက်လက်ဝေဖန်နေတာကြောင့်နောက်ဆုံးတဲ့ဒေါသထက်ကအတန်းကဘဲကလဲလို့ပြေးလိုက်ပါတယ်အန်အတစ်သွားသောဆန်ကအိုရာမေပေါင်းကြီးသူ့ရဲ့စကားတန်ကိုကြားနေနိုင်ရောက်ကိုတတိပြုမိသွားပါတယ်ဆန်ကသူ့ရဲ့အခြေအနေကိုရှင်းပြပြီးသူ့ရဲ့ချစ်သူကိုကယ်တင်ရန်အိုရာမေပေါင်းရဲ့အခုကြီးလူရဲ့အကြောင်းပြောကြားလိုက်ပါတယ်အစာပိုင်းမှာအိုရာမီကဆန်ရဲ့အကူကြီးကိုငင်းဆန်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မော်လီကသူမကိုယုံမှမဟုတ်ဘူးလို့ယူဆလာကြောင်းဖြစ်ပါတယ်။သို့သောဆန်ကနိုင်ပေါင်းများစွာစိတ်အနှောက်အယှက်ဖြစ်စေတဲ့တခြင်းတစ်ပုတ်ကိုဘယ်ရမနာသိဆိုပြီးသူမကိုဖိအားပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့နားဖို့မခံနိုင်သောအိုရာမီကဆန်ကိုကူညီဖို့သဘောတူခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့အိုရာမီယာဆန်အရင်နေထိုင်ခဲ့တဲ့တိုက်ခန်းကိုကြောက်ကြည့်လာပြီးမော်လီကိုသူမတွေအနေရှိနေကြောင်းပြောပြရန်ကြိုးစားပါတယ်။သို့တော်မော်လီကသူမကိုမယုံကြည်ပဲဆက်လက်စကားပြောရန်ညှဉ်းဆန်ခဲ့ပါတယ်။သို့တော်အိုဒါမီကစန်သာတိတဲ့မော်လီရဲ့အချက်လက်အချုပ်ကိုပြောပြခြင်းဖြင့်မော်လီရဲ့ယုံကြည်စိတ်ချမှုရယူနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အမျိုးသမီးမျိုးကစကားသဖြင့်ပြောကြပြီးအိုဒါမီကသူမကဆန်ရဲ့ဝိညာဉ်နဲ့စကားပြောနိုင်ကြောင်းဖွင့်ဟပြောဆိုခဲ့ပါတယ်။ထို့နောက်အိုဒါမီကဆန်ပြောပြထားတဲ့အချက်လက်အလုံးကိုရုတ်တရက်ပြောပြလိုက်ပါတယ်။အော်ဒါမီကမော်လီကိုရဲတပ်ဖွဲ့ကိုတွားပြီးဝီလိုဘက်ဆိုသူရှားဆွေသားတူအကြောင်းကိုတွားရောက်တိုင်ကြရန်တောင်းဆိုခဲ့ပါတယ်။ထိုညနေပိုင်းမှာမော်လီကဒီသတင်းကိုကားကိုပြောပြခဲ့ပါတယ်။ကားကမော်လီပြောသမျှကိစ္စတစ်ခုလုံးကိုတန်လျားပြကြည့်နေခဲ့ပါတယ်။သူကအော်ဒါမီကမော်လီရဲ့ဝမ်းနဲ့ပူဆွေးမှုကိုအခွင့်ကောင်းယူပြီးလှည့်သားတဲ့သူဖြစ်ကြောင်းကိုညှို့ဆိုကသူကိုယ်တိုင်စုံစမ်းပြမယ်လို့ဆိုပါတယ်။မကြခင်မှာပဲကားကဘရိုကရင်းအရက်ကိုဖောက်ခွာသားပြီးဆန်ရဲ့ဝိညာဉ်ကလည်းသူ့ရဲ့နောက်ကနေလိုက်သွားခဲ့ပါတယ်။နောက်ဆုံးမှာသူတို့ဟာဝူလီရဲ့တိုက်ခန်းကိုရောက်ရှိလာခဲ့ပြီးအန်အသစ်စရာကောင်းလောက်အောင်ကားဟာလူသက်သမားဝူလီနဲ့တဖွေတဲ့ဖြစ်နေတာကိုစံသိသွားပါတယ်။ကားဟာသူ့ရဲ့ငွေကြွေးတွေကိုလိုချင်လို့ဝူလီကိုငှားရင်ကသူ့ကိုတက်စေခဲ့တာပါ။ဒါ့အပြင်ကားဟာဆန်ရဲ့ဘဏ်ကောင်တွေကငွေများကိုပင်လယ်ချအကောင့်ကိုဆွဲပြောင်းပေးနိုင်ရန်ကြိုးစားနေတာကိုလည်းဆန်တယောက်တည်သွားပါတယ်ထိတ်လန့်ကြုံသွားသောဆန်ကသူ့ရဲ့တငယ်ချင်းကိုတစ္ဆာဖောက်ဖို့အတွက်အော်ဟေပြောဆိုခဲ့တော့လေကားကသူပြောတဲ့စကားတစ်လုံးမှမကြားခဲ့ပါဘူးထိုတော်တွင်မော်လီကဝီလီလိုဘက်ဆိုသူအကြောင်းကိုရဲတပ်ဖွဲ့သို့တွားရောက်တိုင်ကြားခဲ့တော့လေရဲများကသူမတိုင်ကြားချက်တွေကိုလက်ခံဖို့ညှင်းဆိုပါတယ်အကြောင်းကတော့မော်လီရဲ့ပါတနာဖြစ်သူအော်ဒါမီကလင်းလည်မှုမှတ်တမ်းများစွာရှိနေပြီးမော်လီဆွဆွဲထားတဲ့ဝီလီလိုဘက်မှာရဲမှုကြီးမှတ်တမ်းမရှိလို့ဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးမှာတော့မော်လီကစိတ်ပြက်ပြီးရဲစခန်းကနေအင်ကိုပြန်လာပါတော့တယ်ရင်းအချိန်မှာဆန်ကသူ့ရဲ့ချစ်သူမော်လီကိုထပ်မံအန်ရည်မဖြစ်စေရန်ဆုံးဖြတ်ခဲ့ပြီးအနီးမှာကြီးတဲ့မြေရောက်ယထာပူရာသို့တွားရောက်ခဲ့ပါတယ်ဆန်ရဲ့ရွေရက်ကတော့ယထာပေါ်မှာသူ့ကိုရန်ပြူခဲ့တဲ့ယထာဆောင်တရေကြီးကိုရှာဖွေဖို့ဖြစ်ပြီးသူ့စီကနေအရာဝတ္ထုတွေကိုဘယ်လိုထိတွေ့ရမလဲဆိုတာကိုသိညူချနေတာဖြစ်ပါတယ်မကြခင်မှာပဲဆန်ဟာယထာဆောင်ဝိဇ္ဇကိုရှာဖွေတွေ့ရှိခဲ့ပြီးသူ့ကိုပညာရေးသင်ပေးဖို့တောင်းဆိုပါတော့တယ်ပထမမှာတော့ယထာဆောင်တစေကြီးကဆန်ကို6လန့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့
အကျော်တင်းတဲ့ဆန်ကိုအရှုံးပြပြီးဒေါသနဲ့ဆရာထက်သမှုကိုအသုံးပြုပြီးအရာဝတ္ထုတွေကိုရွှေရှားနည်းကိုအတူချုံးတင်ပေးလိုက်ပါတယ်ဆန်ကသူ့ရဲ့ချစ်သူထိခိုက်မှကြောက်တဲ့စိတ်နဲ့သူ့ရဲ့တကယ်ချင်းကားရဲ့တစ္ဆာဖတ်မှုကိုစိတ်ထဲထည့်ပြီးအာယုံဆိုင်ကဆိုတာဖို့တစ်ခုကိုအောင်မြင်စွာကတ်လိုက်နိုင်ပါတယ်ဆန်ဟာအရာဝတ္ထုတွေကိုထိတွေ့နိုင်ပါပြီထိုနေ့ညနေပါပဲဆန်ကအိုရာမြေကောင်းစီပြန်သွားပြီးသူ့ရဲ့တငယ်ချင်းဖြစ်သူကားရဲ့အကြံစီကိုနှောက်ယှက်ဖို့ကြံစီပါတော့တယ်နောက်မနက်မှာတော့ဆန်နဲ့အိုရာမီတို့ဟာရခင်ဆန်အလုပ်လုပ်တဲ့ဘန်ကိုသွားပြီးဆန်ရဲ့ကူညီမှုနဲ့တန်နဲ့ချီတဲ့ငွေတွေကိုချက်လက်မနဲ့ထုတ်တာနိုင်ခဲ့ပါလေဒါပေမဲ့ဘန်ကတွေထွက်လာတာနဲ့အိုရာမီကဒီငွေအလုံးကိုဆန်ရဲ့ဆန္ဒအရစဉ်းစားများအတွက်ထားရှိတဲ့ရမဝေဖရီတက်ကိုတူခဲ့ရပါတယ်အိုရာမီကငွေတွေကိုလောဘတက်နေပေမဲ့ဒီငွေတွေကြောင့်သူတည်ခဲ့ရတာဖြစ်ကြောင်းနဲ့ငွေတွေလက်ချက်ရှိနေခြင်းအကုန်ထိုးကရောက်မယ်လို့ဆန်ကပြောနေတာကြောင့်နောက်ဆုံးမှာအော်ရာမီတယောက်ငွေတွေကိုစိတ်မပါပဲလှူဒန်းလိုက်ရပါတယ်အခြားတစ်ဖက်မှာတော့ဒီတဲ့ကကားစီကိုမြန်မြန်ရောက်သွားပါတယ်ကားကဒီငွေတွေကိုပင်လယ်ရချကအကောင့်တစ်ခုစီကိုလွှဲပေးမယ်လို့သဘောတူညီထားပါတယ်ကားတယောက်ဆန်ရဲ့အကောင့်လေးကိုဝင်ရောက်ရှုချိန်မှာငွေတွေမရှိတာကြောင့်အရန်ကိုစိတ်ပြတ်သွားပါတယ်လူသူကိမဲ့နေတဲ့ရုံငန်းထဲမှာညချိန်လောက်ထိလောဘတက်တဲ့ကားကိုဆန်က6လန့်ပါလေလူသက်သမားနဲ့ဆန်ဆိုတဲ့စလုံးတွေကိုကူမူလာစကရင်မှာရိုက်ပြပြီးသူ့ကို6လန့်ပါလေဒါကြောင့်ကားကထွက်ပြေးပြီးဘာဖြစ်နေလဲဆိုတာကိုမော်ရီစီကတဲဆိုတာရဖို့လာခဲ့ပါလေထိုချိန်မှာကားဟာဆန်ဟာဝင်းကျင်ဘဝနဲ့သူ့ကို6လန့်နေတဲ့ဆိုတာကိုစပြီးယုံကြည်နေပါပြီသူကမော်ရီကိုခေါင်းကိုက်ထောက်သေးယူပေးဖို့ပြောပါတယ်မော်ရီကအပေါ်တက်ကိုတက်သွားချိန်မှာကားကဆန်ကိုချင်းချောက်ပြီးငွေတွေပြန်မပေးရင်မော်ရီကိုတပ်ပစ်မယ်လို့ကြေညာလိုက်ပါလေထိုနေ့ညနေမှာပဲကားနဲ့ဝီတို့ဟာအော်ရာဘီရဲ့တက်ခန်းစီကိုတွားကြပါလေဒါပေမဲ့ဆန်ကသူတို့တွားမယ်ဆိုတာကိုကြိုတင်ထားတဲ့အတွက်သူကအော်ရာမီတို့စီကိုအရင်ရောက်ရှိနေပြီးအော်ရာမီနဲ့သူ့ရဲ့ညီမနှစ်ယောက်ကိုအချိန်မီတတိပေးနိုင်ခဲ့ပါလေအော်ရာမီတို့ဟာသူတို့ရဲ့အင်းဒီတက်ခန်းတစ်ခုထဲမှာအမြန်ခိုလုံနေခဲ့ကြပါလေကားနဲ့ဝီတို့ရောက်လာချိန်မှာတော့ဆန်ကသူ့ရဲ့အစွမ်းတတိနဲ့အော်ရာမီရဲ့တိုက်ခန်းကိုဖြက်စီးရန်စူးစမ်းနေတဲ့လူတို့လူကိုခွဲထုတ်လိုက်ပါတယ်ဝူဒီကပြန်ဝဲနေတဲ့အရာဝတ္ထုမြောက်ကိုမြင်ရပြီးအလုံးမင်းထိတ်လန့်ကတိုက်ခန်းအတွင်းကထွက်ပြေးသွားပါတယ်သို့တော်ဆန်ကသူ့ကိုစက်တက်ကိုလှဲချနေပြီးနောက်ဆုံးမှာဝူဒီကလမ်းစုံတစ်ခုပေါ်မှာပဲကားနှစ်စီးကြားမှာညှက်မိသွားကထိုတော်တွင်းမှာပဲအသက်ဆုံးရှုံးသွားခဲ့ရပါတယ်ဖုနောက်ဝူဒီကဝင့်ကျင်ဖြစ်သွားပြီးသူ့ရဲ့အလောင်းကိုမြင်လိုက်ရပါတယ်ဝူဒီတယောက်ဘာဖြစ်နေလဲဆိုတာကိုနားမလည်မိပါပဲအမှောင်ထဲကငင်းယူသက်များနဲ့တထဝါများထွက်ပေါ်လာကသူ့ကိုငဲကိုဆွဲခေါ်သွားပါလေထို့နောက်ဆန်နဲ့အော်ရာမီဘရောင်းတို့ဟာမော််ရီရဲ့တက်ခန်းသို့ပြန်သွားကကားအကြောင်းကိုတတိပေးရန်ကြိုးစားတော့လေမော််ရီကအော်ရာမီဘရောင်းကိုမယုံကြည်တဲ့အတွက်အခန်းတွင်းကိုဝင်ခွင့်မပြုဘဲဝမ်းနဲစွာငိုကြွေးနေခဲ့ပါလေဒါကြောင့်ဆန်ကမော်လီယုံကြည်လာဖို့သူရှိနေမှုကိုတတ်သိပြရင်အလင်းမြန်စဉ်းစားရပါလေဆန်ကမော်လီရှိရာသို့ရောက်လာပြီးအော်ဒါမီဘရောင်းကိုတကားအောက်မှဒေကာပြတပြားထည့်ရန်ပြောဆိုလိုက်ပါတယ်ထို့နောက်ဆန်က၎င်းကိုမော်လီရှိကိုရောက်အောင်မတင်လိုက်ပြီးမော်လီလက်ထက်ကိုထည့်ပေးလိုက်ပါတယ်မော်လီကအလွန်အံ့အားသင့်သွားပြီးနောက်ဆုံးမှာသူမရဲ့ချစ်သူကဝစ်ချင်အဖြစ်နဲ့သူမနားမှာရှိနေကြောင်းကိုအကျွေးမဲ့ယုံကြည်သွားပါတယ်ထို့နောက်မော်လီကအော်ရာမီဘရောင်းကိုအခန်းတွင်းသို့ခေါ်သွင်းကရဲများကိုဖုန်းဆက်ခေါ်ခဲ့ပါလေရဲများမရောက်မီအော်ဒါမီဘောင်းကဆန့်ကိုသူမရဲ့ခန္ဓာကိုယ်အသုံးပြုခွင့်ပေးကသူမရဲ့ချစ်သူနဲ့သူ့ကိုနောက်ဆုံးထိတွေ့ခွင့်ပေးခဲ့ပါလေဝိညာဉ်လောကမှာတော့ဒီလိုလူသားကိုအငှားခန္ဓာနဲ့ထိတွေ့တာကဝိညာဉ်တူအတွက်အလွန်ကိုအားအင်ကုန်ခန်းပါလေမကြခင်ပါပဲလူ့မှာကဟာမော်ဒီနဲ့အော်ဒါမီဘောင်းတို့ကိုတက်ရန်မော်ဒီရဲ့အင်ကိုရောက်ရှိလာပါတော့တယ်မော်လီလိုနှူးလေထွက်ပြေးခဲ့ရပြီးဆန်ကတော့အော်ဒါမီဘလောင်းရဲ့ခန္ဓာကိုယ်ကိုအသုံးပြုရန်သူ့ရဲ့စွမ်းနေကိုအများပြားသုံးခဲ့ရလို့အားနေပြီးလဲကျနေပါတယ်ဖိုတော်တွင်ကားကမော်ရီတို့နောက်ကိုဇက်တိုက်လိုက်ပြီးနောက်ဆုံးမှာတော့အော်ဒါမီဘလောင်းကိုဖမ်းမိသွားကတပ်ပြစ်မဲ့လို့ချိန်ချောက်ပါတယ်သို့တော်မော်လီကအော်ဒါမီဘလောင်းကိုကယ်တင်ရန်ကားကိုတားဆီးနိုင်ခဲ့ပြီးအော်ဒါမီဘလောင်းကလွတ်မြောက်သွားပါတယ်အမျက်ဒေါသနဲ့လောဘစိတ်ကြောင့်လူစိတ်ပျောက်နေတဲ့ကားဟာမော်လီကိုဖမ်းပြီးငွေတွေအတွက်တနက်နေ့ချိန်ချောက်ပါတယ်သို့တော်ဆန်ကအချိန်ပြပြန်လာကသူ့ရဲ့တကယ်ကြီးအောင်ကားကိုလက်နဲ့ချခံပြီးပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်
ဆန်ရဲ့6လက်မှုကြောင့်ကြောက်လန့်လာတဲ့ကားဟာနောက်ဆုံးမှာတော့တည်င်းပေါက်ကနေခုန်ထွက်ရန်စူးစမ်းခဲ့ပြီးနောက်ကလိုက်လာတဲ့ဆန်ရဲ့ဝိညာဉ်ကိုတိုက်ခတ်ရွေချက်နဲ့အနီးကတက်ချီတန်းတစ်ခုကိုဆွဲပစ်လိုက်ပါတယ်ဖြစ်ချင်တော့ဂျင်းတန်ကြီးဟာကားထွက်ပြီးမဲ့တည်င်းပေါက်အပေါ်ကမှန်ကိုကိုယ်ရသလိုဖြစ်သွားခဲ့ပြီးရင်းကနေအချိန်နဲ့ကြာလာတဲ့ဖန်စာကြီးဟာတည်င်းပေါက်ကနေထွက်ဖို့လုပ်နေတဲ့ကားရဲ့ကိုယ်ပေါ်ကိုအချိန်နဲ့ကြာကကားတယောက်မိုက်ဆိုင်သိမ်းသွားပါတယ်သိဆုံးသွားတဲ့ကားရဲ့ဝိညာဉ်ဟာဆန့်ကိုမြည်တွေ့ရချိန်မှာတော့အံ့ဩနေခဲ့ပြီးရင်းအချိန်မှာပဲအမောင်တတော်များကထပ်မံရောက်ယူလာပြီးအော်ဟစ်နေတဲ့ကားကိုငရဲကိုဆွဲခေါ်သွားခဲ့ကြပါတယ်။နောက်တစ်ခါမှတော့ဆန်ကလဲကျနေတဲ့အမျိုးသမီးနှုတ်ထံကိုသွားကအစင်ပြေလာလို့မေးတဲ့အခါမှာတော့သူ့ရဲ့အတန်ကိုအော်ဒါမေဘလောင်းတာဘကမော်လီပါကြားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲကောင်းကင်ကအလင်းနှမ်းမြလေးပြစ်လာပြီးအလင်းနှမ်းကြကဆန်ရဲ့ချုပ်တွင်ကိုမော်လီရောအိုဒါမေဘလောင်းပါအပြေးဝမြင်ခဲ့ကြပါတယ်။ရင်းအလင်းနှမ်းတွေဟာကောင်းကင်ဘုံကလာတဲ့အလင်းနှမ်းတွေဖြစ်ပြီးဒီတစ်ချိန်မှာတော့ဆန်ကသူ့ရဲ့တောင်တွေကြည်သွားပြီဖြစ်လို့မော်လီနဲ့အိုဒါမေဘလောင်းတို့ကိုနှုတ်ဆက်ပြီးအလင်းထက်နဲ့အတူကောင်းကင်ဘုံကိုလိုက်ပါသွားပြီးဇလန်းကိုအဆုံးသတ်ထားပါလေယခုမြောက်ရေးပေးထားကတော့ဂေါအမြည်ရတဲ့စကားကောင်းတွေပါအဆုံးထိနားထောင်ပေးလို့အားလုံးကိုကျေးဇူးပါစိတ်ဝင်စားပဲလူကက်မူတွေကိုအမြဲကြည့်ရင်တော့ကျွန်တော်များ YouTube channel ကို subscribe လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်